ကျွန်တော်တို့တွေ queue site နေတဲ့ကြားကနေပြီးတော့မှဒီအပင်တွေကရုတ်တရက်ညှိုးကြပြီးတော့မှတေကုန်တာမျိုးတွေကြုံမှုကြမှာပါကျွန်တော်တို့ရေလဲလောင်းနေမျောစာတွေလဲကျွေဒီကြားထဲမှာနေပြီးဖြစ်သွားတာတွေပါဆိုတော့ဒီမြေကြီးထဲနေပြီးတော့ဖြစ်တဲ့ဒီမှုယောဂါတွေအမြင့်ပုတ်တာတွေခါးရည်ရာတွေကကျွန်တော်တို့တောင်သူတွေအတွက်ဆိုလို့ရှိရင်တကယ်ကိုခေါင်းကိုက်စရာတွေပါပဲဆေးဖြတ်မဲ့ဆိုတော့လဲဈေးကမနှဲပါဘူးဆိုတော့ဒီနေ့မှာတော့ဒီပြဿနာတွေကိုအရင်မြစ်ကနေပြီးတော့ဖြည့်ရှင်းပေးလို့ရမယ်ဈေးလဲတက်တာတဲ့ trichoderma ဆိုတဲ့အကျိုးပြုမှုအကြောင်းကိုကျွန်တော်အသေးစိတ်ပြောပြပေးသွားမှာဖြစ်ပါတယ်။ trichoderma ဆိုတာအယိုးရှင်းဆုံးပြောရမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တောင်သူတွေရဲ့မိတ်ဆွေဆိုတော့မှုကောင်းလို့ပြောလို့ရပါတယ်။မှုဆိုတာနဲ့ဒါကျွန်တော်အပင်ဒီမှာကြားတဲ့ယောဂါတွေကြီးပဲလို့တွေးလို့မရပါဘူး။ဆိုတော့ဒီကျွန်တော်အပင်တွေကိုပြန်ပြီးတော့အကျိုးပြုနေတဲ့မှုတွေလည်းရှိနေပါသေးတယ်။ဆိုတော့ဒီမြေကြီးထဲမှာရှိတဲ့ဒီအပင်ကိုယောဂကြမဲ့မှုတွေကိုဒီ trichoderma နေပြီးတော့လိုက်ပြီးတော့တိုက်ခိုက်ပြီးတော့စားသုံးပစ်လိုက်တဲ့စစ်တီတော်နဲ့တောင်မှပို့ပြီးတော့တူပါတယ်။သူရှိနေမယ်ဆိုလို့ရှိရင်ဒီအပင်တွေကိုယောဂဖြစ်စေတဲ့မှုတွေမကတ်နိုင်တော့ပါဘူး။အဲ့ဒါဆို trichoderma ကကျွန်တော်ဘယ်လိုပုံစံနဲ့အလုပ်လုပ်တာလဲဆိုတော့ဒီ trichoderma အလုပ်လုပ်တဲ့ပုံစံကနီလန်း၄မျိုးရှိပါတယ်ဆိုတော့ပထမတစ်ခုအနေနဲ့ကတော့ဒီအစာတွေကိုလူစားပစ်လိုက်တာပါဆိုတော့ကျွန်တော်မြေကြီးထဲမှာဆိုရင်ဒီအပင်တွေကိုယောဂဖြစ်စေတဲ့မှုတွေလည်းရှိတယ်နောက်ဒီ trichoderma လိုမျိုးမှုကောင်းတွေလည်းရှိတယ်ဆိုတော့ဒီထဲမှာ trichoderma ကသူကမြန်ဆန်တယ်တွက်လက်တယ်ပွားများတာမြန်တယ်ဆိုတော့အဲ့အတွက်ကြောင့်မလို့သူကဒီမြေကြီးထဲမှာဒီအခြားမှုတွေစားနိုင်တဲ့ဒီအခြားမှုတွေစားမဲ့အစာတွေကိုသူကအရင်ဦးဆုံးစားပစ်လိုက်တာဥမာနဲ့ပေးရမယ်ဆိုကျွန်တော်ဒီစပွဲတလုံးပေါ်မှာကျွန်တော်အစားတောက်တွေချထားလိုက်တယ်ဆိုတော့အဲ့ချိန်မှာအပြေးမြန်နဲ့ပို့ပြီးတော့ခန္ဓာကိုယ်လည်းကြီးတယ်ပို့ပြီးတော့လည်းအရွယ်စားလည်းပိုကြီးတယ်ဆိုတဲ့လူကအမြန်စားပစ်လိုက်တဲ့ချိန်မှာကျန်တဲ့သူတွေအကုန်လုံးကငတ်ပြီးတော့တည်သွားတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပို့ပြီးတော့ဥမာတူပါတယ်ဒုတိယနီလန်တစ်ခုအနေနဲ့ကတော့ဒီအခြားမှုတွေကိုဖတ်တွယ်ပြီးတော့မှတက်ပစ်လိုက်တဲ့ပုံစံမျိုးပါဆိုတော့ဒါကနေနေတော့ကျန်းပါတယ်ဆိုတော့ဒီ trichoderma ကဒီမြေကြီးထဲမှာဆိုလို့ရှိရင်သူ့ဘေးနားမှာမှုဆိုးတွေရောက်လာပြီဆိုလို့ရှိရင်အဲ့မှုဆိုးတွေကိုဖတ်တွယ်လိုက်ပြီးတော့မှဒီမှုရဲ့ဆဲနိုင်ရန်တွေကိုဖျက်ဆီးပြီးတော့မှသူကိုယ်တိုင်ကအဲ့မှုဆိုးကိုစားတောက်ပစ်လိုက်တာပါဆိုတော့ဒီမှုကျွန်တော်တို့အပင်တွေကိုယောဂဖြစ်စေတဲ့မှုတွေကဒီ trichoderma အတွက်တော့သူ့အတွက်အစာကြီးပါပဲဆိုတော့အဲ့တဲ့ကြောင့်မလို့ဒီယောဂဖြစ်စေတဲ့မှုတွေကိုသူကမြေကြီးထဲမှာဖတ်တွယ်ပြီးတော့မှဒီအပင်တွေကိုသူ့အစာအနေနဲ့စားသုံးပစ်လိုက်တာပါနောက်တနည်းကတော့ဒီဓာတုနီးလို့ပြောလို့ရတယ်ဆိုတော့ကျွန်တော်ပြောမယ်ဆိုလို့ရှိရင်တော့ဒီဓာတ်ငွေ့တွေဒါမှမဟုတ်အနံ့တွေထုတ်လွှင့်ပြီးတော့မှမလာအောင်လုပ်တဲ့နီးလမ်းပါ